ဒီနေ့ကမင်းရဲ့ customer လေးအတွက် chocolate ဘူးတောင်းဝယ်ပေးမှာဖြစ်ပါတယ်ရှင့်အရန်ကန်ကောင်းတဲ့အမျိုးသမီးလေးပါ chocolate ကိုစိတ်ကြိုက်ဘူးသာရွေးပြီးဝယ်ခဲ့ဆိုလို့မင်းကဘူးအကြီးဆုံးကိုရွေးပြီးတော့ဝယ်ခဲ့ပြီးဖြစ်ပါတယ်ချောကလက်ဘူးနဲ့အတူမမေစီယာမှာထားတဲ့အိတ်ကလေးနဲ့တွဲပြီးတော့ဘလက်တိုင်းတေးအမိပုတ်ပေးပါဆိုပြီးတောင်းဆိုထားလို့ပါရှင်ဒီဘလက်တိုင်းတေးမှစာနောက်နှစ်ပေါင်းများစွာထိရွှေလည်းမြဲမြဲတွဲနိုင်ပါစေဘလက်ပဲဖက်ရှင်ရှော့မှာစုမုံကောင်းတောင်းပေးလိုက်ပါတယ်ရှင်မင်းကချောင်းဆိုးနေတာဖြစ်တဲ့အတွက်မင်းရဲ့အတန်ကိုတော့သိခံပြီးတော့နားထောင်ပေးကြပါရှင်ကျေးဇူးပါ